ချဖို့ကြိုးစားနေပြီမဲ့မကြတဲ့အမျိုးသမီးအများစုမှာတွေ့ရတဲ့အမားလေးတစ်ခုအဲ့ဒါပါလေသိလားတပတ်ကိုဂျင်9ရက်5 to 6 days for 1 hour ကစားလိုက်မယ်ဒါမှမဟုတ်ရင်ကာဒီယိုဇွန်ဘာတစ်ရက်တစ်နိုင်လောက်ကစားပြီးသွားပြီဆိုရင်တာဝန်ကြီးပြီးငါကြိုက်တာစားလို့ရပြီအဲ့လိုလုံးဝမရပါဘူးเนาะကိုပဂျင်ဘလောက်ပဲကစားစားတစ်ပတ်မှာ9ရက်မဟုတ်9ရက်လုံးကစားတစ်ရက်ကို2နိုင်လောက်ကာဒီယိုဇွန်ဘာပဲလုပ်နေပါစေအစားတောက်ပုံစံမပြင်သေးရတော့ကိုယ့်ရဲ့ weight ကကျလာမှာမဟုတ်ပါဘူးကိုယ့်ရဲ့ weight တက်နေတယ်ဆိုကြတဲ့ကတော့စားတောက်မှုပုံစံမှာတစ်ခုခုလွယ်မားနေလို့ပါပဲကိုယ့်ရဲ့ lifestyle လေးချိန်ပေးလိုက်ပါကိုယ့်ရဲ့စားတောက်မှုပုံစံလေးပြင်ပေးလိုက်ပါမဟုတ်ရင်ကိုလုံနေကိုဒီလောက်လုံနေပြီမဲ့လည်းမကြလာဘူးထိရောက်မှုမရှိဘူးဆိုပြီးမှစိတ်သက်တွေကြလာမယ်ကိုကစားနေတာတွေရက်လိုက်မယ် stress တွေဝင်လာမယ်ဆိုရင်သူ့ကိုပို့ပြီးမှဝါလာနိုင်စေပါတယ်စားတောက်မှုပုံစံကိုပြင်ဖို့ပြောတာပါနော်လုံးဝမစားဘဲနဲ့နေပါအကြောင်းစားလေးပဲစားပါကိုဒုက္ခခံပြီးအငတ်ခံပြီးနေပါလို့ပြောတာမဟုတ်ဘူးဂျင်းနေအားကစားလုပ်တာတွေရက်လိုက်လို့ပြောတာမဟုတ်ပါဘူးအားလုံးကိုမြမြတတလေးလုပ်ပေးနိုင်ရပါမှာမူဆိုင်ရဲ့ personal weight ထိန်းထားတဲ့ပုံစံလေးကိုသိချင်တယ်ဆိုရင် comment မှာမှတ်ခဲ့ပေးပါနောက်ဗီဒီယိုတွေမှာမျှဝေပေးပါမယ်နော်အားလုံးကျေးဇူးတင်ပါတယ်